လာပါရှင်ဒေါက်တာကတော့ Cherokee မှာ Senior Professional Aesthetic Doctor ဒေါက်တာ Flora ခိုင်ဖြစ်ပါတယ်ရှင်ဒီနေ့ကတော့ဒေါက်တာတို့ Cherokee ဆေးခန်းမှာရနိုင်တဲ့ကုသမှုတွေထည့်ရမှာပေါ့နော်စပင်တန်စေတဲ့စပင်ပေါက်နှုံးမြန်စေတဲ့အပြင်မှာစပင်ကျွန်းနှုံးနှေးစေတဲ့ပေါ့နော်စပင်တန်စေတဲ့ treatment တစ်ခုကြောင့်ပြပြမှာဖြစ်ပါတယ်အဲ့ဒါကတော့ ASC Hair Exosome Treatment အကြောင်းလေးပြပြမှာဖြစ်ပါတယ်အဲ့တော့အားလုံးသိကြတဲ့အတိုင်းဒီစပင်ကကိုယ်မျက်နှာအတွက်ပေါ့ဒုတိယမျက်နှာလိုတောင်တင်စားကြရပေါ့နော်ဒီစပင်လေးသူကကြမ်းမမာနဲ့စပင်လေးရှည်ရှည်လေးနဲ့ပေါ့နော်စပင်ကျွတ်တာကြီးမရှိဘူးစပင်ပါးတာကြီးမရှိဘဲနဲ့တို့ထူထူထဲထဲလေးဖြစ်နေဖို့ကလည်းအရေးကြီးရပေါ့နော်အဲ့တော့စိတ်ခမ်းမှာလူကြိုက်များတဲ့ကုသမှုစပင်ကုသမှုတွေအများကြီးထဲမှာမှလူကြိုက်များတဲ့ကုသမှုတစ်ခုကတော့ ASC Hair Exosome Treatment ဖြစ်ပါတယ်အဲ့တော့ဒီ ASC Hair Exosome ဆိုတာဘာလဲပေါ့နော်ASC Hair Exosome ကသူကနိုင်ငံတကာအသိအမှတ်ပြုထားတဲ့ကုသမှုတစ်ခုဖြစ်တယ်ဒီ ASC Hair Exosome ထဲမှာ10 billion ချီတဲ့ exosome တွေပါဝင်တဲ့အပြင်ကိုမှစပင်နဲ့စံသားကိုအဖြစ်ပြီးနိုင်တဲ့peptide တွေပါတယ်biotin ပါတယ် growth factor ပါတယ်စတဲ့အဖြစ်စီတွေအများကြီးပါတယ်ပေါ့နော်နာမည်ကြီးရဲ့နိုင်ငံတကာအသိအမှတ်ပြုထားတဲ့ Hair Exosome Treatment တစ်ခုဖြစ်ပါတယ်ASC Hair Exosome ကတကယ်ရောထိအောင်မှုရှိလားဘာလို့အဲ့လောက်ထိနာမည်ကြီးရတာလဲဆိုတော့ဥစားကိုသိချင်နေကြပြီလား ASC Exosome မှာ10 billion ချီပါတယ်ပေါ့နော် Exosome တွေအများကြီးပါတယ်ဒီ ASC Hair Exosome ထဲမှာပါတဲ့ဒီ10 billion ချီပါတဲ့ Exosome တွေကအဓိကဘာကိုလုပ်ပေးရလဲဆိုတော့ဒီစံသားရဲ့အောက်ထဲမှာရှိနေတဲ့ hair follicle လို့ခေါ်တဲ့စပင်ဥအိမ်လေးတွေရဲ့ဒီလှုပ်ဆောင်မှုကိုပေါ့နော်ပို့ပြီးတော့ကောင်းကောင်းမွန်လှုပ်ဆောင်နိုင်အောင်လို့အတွက်လှုံ့ဆော်ပေးရပြီးတော့တခြားဒီနေပူရန်တွေဘာတွေကနေပြီးတော့ခံနိုင်အောင်လို့ကာကွယ်ပေးရပေါ့နော်အဲ့တော့ဒီ Exosome လုပ်ပြီးရဲ့အချိန်မှာသူကစပင်ထွက်နှုံးကိုတိတိတတ်တာမြင့်တင်ပေးရပေါ့ baby hair လေးအများကြီးထွက်လာစေရပေါ့နော်anagen လို့ခေါ်တဲ့စပင်ထွက်နှုံး stage ပေါ့စပင်ထွက်စေရ stage ကိုလည်းထုံးဆော်ပြရဖြစ်တဲ့အတွက်ကြောင့် baby hair လေးအများကြီးထွက်လာတယ်အဲ့ baby hair လေးရာမှာတစ်ဆက်ပေါ့အချိန်တိုင်းတာတစ်ခုကြာတဲ့အခါမှာဒီကျန်းမာတဲ့ပေါ့နော်စံသားအရှိကြီးအဖြစ်ကိုတဖြည်းဖြည်းနဲ့ရှည်လာစေရပေါ့နော်ASC Exosome ကရေဓာတ်ပြည့်ဝအောင်လည်းလှုံ့ဆော်ပေးနိုင်တယ်ပြီးတော့ဒီဆောင်းရာသီမှာဆိုလို့ရှိရင်ဥယျာဉ်ပြားရားရံတာတွေပြီးတော့ရောင်ရမ်းတာတွေ6တွေ့ရဖြစ်တတ်တယ်ပေါ့ ASC Exosome ကြတော့ဒီရောင်ရမ်းတာဥယျာဉ်ပြားရောင်ရမ်းတာရားရံတာ6တွေ့ရတွေကိုကာကွယ်ပေးရဖြစ်တဲ့အတွက်ကြောင့်စပင်ကျွန်းနှုံးကိုလည်းအထိုက်အလျောက်ပေါ့နော်ထိန်းထားပေးနိုင်တယ်ပေါ့နော်နောက်တစ်ချက်ကကြတော့တခြားသောဒီ hair cocktail treatment တွေစပင်ပေါက်စေတခြားသော hair treatment တွေနဲ့ကွာခြားတဲ့အချက်ကကြတော့ ASC Hair Exosome ကစပင်ပေါ့နော်ဖြူတဲ့ဥစ္စာကိုလည်းထိန်းသိမ်းပေးတယ်တတ်တာစေတဲ့အတွက်ကြောင့်မလို့စံသားနှက်နေအောင်လို့လည်းသူကလှုံ့ဆော်ပေးနိုင်တယ်ပေါ့နော်ASC Exosome ကလောက်ပြီးတော့ဘယ်ချိန်လောက်မှစပြီးတော့တိတာလဲဆိုလို့ရှိရင်စပင်ကျွန်းနှုံးနှဲသွားတာကတော့တစ်လလောက်မှစပြီးတော့တိတာရပေါ့နော် baby hair လေးထွက်လာတဲ့ဥစ္စာကျတော့2လလောက်မှစပြီးတော့ baby hair လေးတွေ့ရတယ်စပင်အုံထူလာတာပေါ့နော်အဲ့ဒါကတော့3လလောက်ကြာလို့ရှိရင်တော့တပင်အုံတိတိတာထူလိုက်ဟာတွေ့ရတယ်ပေါ့နော်အဲ့တော့ဒီ ASC Exosome လောက်တာပေါ့အဲ့ဒါလောက်တာကနာလားဆိုလို့ရှိရင်တော့သူက treatment လုပ်တော့မယ်ဆိုရင်ဥယျာဉ်ပြားကိုအရင်ဆုံးနိုင်ဝက်ထုံစေးလိုက်နေပေါ့နော်ထုံပြီးဆိုတော့မှအသေးသေးလေးတွေနဲ့ micro injection လုပ်တာဖြစ်တဲ့အတွက်ကြောင့်မလို့နာကျင်မှုမရှိတလောက်နေတယ်ပေါ့နော်ပြီးတော့ treatment လုပ်ပြီးရဲ့အခါမှာတော့ဥယျာဉ်ပြားအနှဲငယ်ပေါ့ရဲတာလေးတွေပေါ့နော်ညီနေရလေးတွေတော့အနှဲငယ်ဖြစ်နိုင်တယ်ဒါပေမဲ့နာကျင်မှုမရှိတဲ့ down time မရှိတဲ့ကုသမှုတစ်ခုတည်းမှာတော့ပါတယ်ပေါ့နော်ဒီ ASC Hair Exosome ကအန္တရာယ်ရှိလားပြီးတော့ဒီလုပ်ပြီးရဲ့အခါမှာနောက်ပိုင်းမှာရောပေါ့နော် side effect တွေဖြစ်လာနိုင်လားဆိုတဲ့မျိုးကတော့အရင်မေးများကြတယ်ပေါ့နော်လေ့လာတွေ့ရှိချက်တွေအရတော့ဒီ ASC Hair Exosome ကside effect မရှိသလောက်နည်းတဲ့အန္တရာယ်ကင်းတဲ့ကုသမှုတစ်ခုတည်းမှာပါတယ်ကျွမ်းကျင်တဲ့ဆရာဝန်ကြီးတွေနဲ့တော့တည်တည်ချာချာဆွေးနွေးတိုင်ပင်ဖို့တော့လိုအပ်တာပေါ့နော်ဒီ ASC Hair Exosomeလုပ်ပြီးရဲ့နောက်ပိုင်းမှာရောစပင်ကတက်လုံးပြန်မကျွတ်တော့ဘူးလားပေါ့နော်ဒါကလည်းအမေးများတဲ့မိကိုနောက်တစ်ခုထဲမှာပါတယ်အဲ့တော့ဒီ ASC Hair Exosome Treatment ကိုကလုပ်တယ်လုပ်ပြီးရဲ့စပင်လေးပြန်ထွက်လာတယ်ပြန်ပေါက်လာတယ်ဒါပေမဲ့ကိုရဲ့ဒီစပင်ရှည်အောင်စပင်လေးတန်အောင်ကိုကထိန်းသိမ်းတဲ့ပုံမှာအများကြီးမှုတည်ရပေါ့နော်ဥပမာပေါ့ကိုကစပင်ဖြန်းဆေးလေးတွေတေချာဖြန်းပေးမယ်စပင်အားတန်အောင်လို့အားဆေးလေးတွေတောက်ပေးရမျိုးပေါ့ဥပမာအားဖြင့်ဘာဟိုတင် collagen စတာတွေတောက်ပေးဖို့လိုအပ်မယ်ပေါ့နော်ပြီးတော့ကိုယ့်ရဲ့ lifestyle ပေါ့
နေပူရဲသွားတဲ့အခါမှာထီဆောင်အုတ်ထုတ်ဆောင်တွေတခြားလုပ်ပေးတာကနေနဲ့ဒီ hair follicle လို့ခေါ်တဲ့စံသားစပင်ဥအိမ်နဲ့ပေါ့နော် diet ထိတွေ့ဟာရှော့ချပေးတဲ့အတွက်ကြောင့်စပင်ကျွန်းလုံးတွေကိုတက်တာစေတယ်ပြီးတော့ကိုရွေးချယ်သုံးစွဲတဲ့ဒီရှမ်ပူတွေပေါ်မှာလည်းမူတည်ရပေါ့နော်နောက်တစ်ခုကကြတော့ကိုကညဘက်ကိုစောစောလေးအိပ်ပေးနိုင်ပိုကောင်းတယ်ဒီအပူဆက်စားတာရှော့တာမျိုးပေါ့အဲ့ဒီခုနဒေါက်တာပြောသွားတဲ့ဒီ lifestyle လေးတွေလည်းကိုကပြောင်းမယ်ပြီးတော့ကိုကဒီထိန်းသိမ်းသိမ်းသိမ်းနဲ့ပေါ့ဆေးတွေတောက်ပေးမယ်ပြီးသွားလို့ရှိရင်ဖြန်းဆေးလေးသုံးပေးရဆိုလို့ရှိရင်တော့ဒီ treatment လုပ်ပြီးချလာတဲ့ result ကိုလောင်တန်းထိန်းထားပေးနိုင်တာပေါ့နော်စပင်ကျွန်းလုံးလည်းနှေးရတယ်ပြီးတော့စပင်ထွက်နှုံးတွေကိုလည်းပို့ပြီးတော့လှုံ့ဆော်ပေးနိုင်တဲ့စပင်အုံထူထူလေးဖြစ်ချင်တယ်ဆိုလို့ရှိရင်တော့ဒေါက်တာတို့ဆေးခန်းမှာရနိုင်တဲ့စပင်ကုသမှုတွေအများကြီးထဲမှာpremium quality ပေါ့နော် ASC hair exosome treatment လေးကိုလုပ်ဖို့ဒေါက်တာကအကြံပေးပါတယ်ASC hair exosome နဲ့ပတ်သက်ပြီးတော့အသေးစိတ်သိချင်တယ်ဆိုလို့ရှိရင်တော့ဒေါက်တာတို့ Cherry ဆေးခန်းမှာကိုယ်တိုင်လာရောက်ပြီးတော့ဆွေးနွေးလို့ရပါတယ်ကဲဒါဆိုရင်ဒီထက်ပိုပြီးစိတ်ဝင်စားဖို့ကောင်းတဲ့အကြောင်းအရာတွေနဲ့နောက်ဗီဒီယိုမှာပြန်ပြီးတော့တွေ့ကြမယ်နော်